ငါကမ္ဘာအနှံ့ခရီးသွားခြင်းတယ် I want to travel around the world အာရှအတွင်းမှာရှိတဲ့နိုင်ငံတွေကိုအရင်သွားခြင်းတယ်နောက်တော့အခြားနေရာဒေသတွေကိုဆက်သွားမယ် First I want to visit countries in Asia later I'll continue to another places လွန်ခဲ့တဲ့10နှစ်ကထိုင်းနိုင်ငံမဲဆောက်မြို့ကိုတော့တစ်ခါရောက်ဖူးတယ်ဒါပေမဲ့ကောင်းကောင်းမမှတ်မိတော့ဘူး I have been to Mae in Thailand once about 10 years ago but I can't remember it any longer အပြည်အတွင်းမှာရှိတဲ့ကြော်ကြားတဲ့နေရာတော်တော်များများကိုလည်းရောက်ဖူးတယ်ဒါပေမဲ့အကုန်တော့မဟုတ်ဘူး I have been to many famous places in Myanmar as well but not all of them ကာလတွေအတွင်းခရီးသွားခြင်းခဲ့တာတောင်မှမသွားနိုင်ခဲ့ဘူး Even though I wanted to travel during these periods but I couldn't မနိုင်ငံအတွင်းမှာငါသွားခြင်းတဲ့နေရာတော်တော်များများရှိသေးတယ် There are still many places in Myanmar that I want to visit ရောမြန်မာနိုင်ငံအတွင်းဒါမှမဟုတ်အခြားနိုင်ငံတွေအတွင်းကကြော်ကြားတဲ့ဘယ်နေရာတွေကိုရောက်ဖူးပြီးပြီလဲ How many famous places in Myanmar or another countries have you ever been to? You can write more sentences about travel in the comment.